ဘယ်လိုကြောင့်မတွေ့ရလဲနေမဆောင်ရင်တော့တွေ့အောင်ရှာပါဖြစ်မယ်ဘာဖြစ်နေရလဲလို့မမမင်းဘာလို့လဲမင်းကနားမလာနဲ့ဘာလို့လဲဆုံးပါလေဆုံးပါလေမလာလေမမညီမလေးကဆုံးပါမလာနဲ့မလာနဲ့ပန်းဝေဘာတွေဖြစ်နေကြတာတော့မလာနဲ့မလာနဲ့ဟိုမဆုံးနေမမြင်ဘူးလားမမြင်ကြဘူးလားဟိုမဘာမှလည်းမမြင်ပါလားဘာမှမရှိဘူးနော်မမတတိထားပါအောင်မမရဲ့မမဘာတော့မရှိဘူးလေမမရဲ့နင်တို့မတွေ့ကြဘူးလားနင်ငါ့ကိုလိန်နေကြလားမဟုတ်ပါဘူးမမရဲ့မမတတိထားလို့ဒုက္ခပဲဒီလိုသာနေတိုင်းဖြစ်နေတော့ကျမကြီးချိတ်ကြိုက်သွားလိမ့်မယ်အဖဒီလိုဆိုရင်ဘယ်လိုလုပ်ကြမလဲပယောဂကတ်နေတာဖြစ်မယ်ငါဟိုဘက်ရွာသားကြီးရွာကပယောဂပုစရာသွားရှာမှာဖြစ်မောရေလေးပါလေးတိုက်ထားလိုက်နော်အေးငါသွားလိုက်ဦးဟုတ်ကဲ့ပါမမတတိလေးထားပါဦးမမရဲ့အိုးဒီလူသာတင်ရှာဖွေနေသောတိတ်တိဆေးပေါင်းမင်ကနေပိုင်ပေပိုင်များရဲ့လှည့်စားခြင်းကြောင့်မိသူတူဦးတယောက်မှတွေ့လိမ့်မည်မဟုတ်တီလာပြူစေသောသူတော်စီသူတော်ကောင်းများထံမှခွင့်ပန်ပြီးတင့်ရဲ့စရဏကြည်စင်နဲ့ဇာတာဆန်းလက်လက်ခတ်ကောင်းကြုံမှသာလျှင်တင်းလိုရှိရာကိုရနိုင်ပြီထို့အတွက်ကြောင့်တင့်ရဲ့ဉာဏ်နဲ့ရှင်ပြီးစရဏကိုအထမြောက်အောင်တန်ဆောင်ပြီးလို့ယခုအချိန်ဒီကပုံနာပုထရနခတ်ကြုံကြိုက်နေသောမင်္ဂလာအချိန်ခါကောင်းဖြစ်ပါပေသည်ဒီလိုဆိုရင်တော့အမြန်ဆုံးနေရာရှာပါဖြစ်မယ်လင်းတင်လိုက်လေဟိုးရှိမှလွတ်နေတဲ့ကွက်လက်လေးမှာကြုံကြိုက်နေတဲ့နတ်ခတ်အကောင်းဆုံးဖြစ်အောင်တုံးချရမယ်ရရှိလာသောအခွင့်အရေးကိုမှန်ကန်သောစရဏနှင့်ပေါင်းဆက်ရယူနိုင်ပြီတင်းလိုရှိရာကိုခံယူတော်မူပြီလောတင်းဒီယခုအချိန်မှစ၍တင်းလိုအပ်နေသောတိတ်ထိဝင်ဆေးပေါင်းနှင့်အတူထူးဆန်းအံ့ဖွယ်သောတောကြီးမဒီကိုလည်းတင့်အားချီးမြှင့်လိုက်သည်အရာရာကိုတင့်ရဲ့ကိုယ်စမ်းဉာဏ်နဲ့ရှင်ပြီးသုံးပြီးတော့တာဓုကျေးဇူးအထူးကြီးမားလှပါသည်ကျွန်ုပ်၏သီလသမာဓိကြည်စံအားအခါမပြတ်ဖြည့်ကျင့်သွားမည်ဟုဂတိကဝတ်ပြုပါသည်တာဓု
တာလူဒီကနေ့မှစပြီးခုနှစ်သားသမီးတို့တိစိတ်ဖြင့်အရာရာကိုပြီးမြောက်စေအံ့ ကျေးဇူးအထူးကြီးမားလာပါသည် မိတ်ဆွေကြီးခင်ဗျာဒီတိုးကြီးတဲ့ကိုအစောတလင်ရောက်လာပုံထောက်ရင်ဘာအခက်ခဲတွေနဲ့ကြုံနေရပါတယ်လေခင်ဗျာတိခွင့်ရနိုင်မယ်ဆိုရင်တိလို့ရနိုင်ပါလားခင်ဗျာ မိတ်ဆွေကြီးကကြုတ်ကြောင်းလေးကိုအကုန်လုံးသိနေကုန်ရတယ် ဟုတ်ပါတယ်မိတ်ဆွေကြီးရဲ့မိသားစုတစ်ခုဖြစ်နေပုံရပါတယ်အဲ့အတွက်ကျုပ်ကူညီနိုင်ပါလိမ့်မယ် အလိုလေးဗျာအစင်းတက်လိုက်တာဒါဆိုကြုတ်ကြောင်းလေးကိုပြောပြပါမယ် နောင်ကြီးပြောစကားအရာဒီကလေးမလေးဟာရိုးရိုးတန်းယောဂတော့မဟုတ်ဘူးဒီဘက်တောတောင်နေမှာပညာသေးတွေပေါ်များတာကြောင့်ဆုံးကဝေတွေရဲ့ပြုစားခြင်းကိုဒီကလေးမလေးခံစားနေရတာပဲ ကျုပ်လည်းဒီလိုပဲဖြစ်လိမ့်မယ်လို့ထင်မိတာပါပဲဗျာ ဘာမှစိတ်မပူပါနဲ့တော့မိတ်ဆွေကြီးကလေးမလေးပေါ်မှာကြာရောက်နေတဲ့ပယောဂါတွေကိုကျုပ်ကုစားပေးပါမယ် အရှင်တခင်မာကြီးညာရှင်ကျမတို့အိမ်သားတွေရဲ့မလိမ္မာဖြစ်များကိုခွင့်လို့ပေးတော်မူပါနော်ခွင့်လို့ပေးပါနော်ပြီးတော့လေဆေးဆရာသူတို့ခေါ်လာမယ်ဆေးဆရာဆိုတာကိုလေဆုံးမပေးတော်မူပါဆုံးမလိုက်စမ်းပါဆုံးမလိုက်ပါဟင်းမွေးရတယ်လူသေးတယ်ဘာမအောင်လဲ ဘယ်သူကိုဆုံးမခိုင်းနေတာလဲကွာ ဆေးဆရာဆိုတာရောက်လာပြီကို အော်ဟေး 你把谁家嘞？别谁家过来嘞？走，那套估计差不多。 အော်နင်ကပညာလေးမလောက်စားနဲ့ငါ့ကိုအာခံကျင်တော့ဗောလေ ဟဲ့ပန်းဝေးရှေ့ကဘယ်လိုပြောနေရလဲမစပ်ပိတ်ဆန်း ပြောစမ်းပါစေသူဘလောက်ထိပြောနိုင်မှာမလို့လဲ ဘာပြောလဲဘာပြောလိုက်တယ်ပညာပြိုင်ချင်လို့လားပညာပြိုင်ချင်လို့လား ဘယ်လိုဖြစ်သွားလဲဆရာလွတ်ပါအောင်ဆရာလွတ်ပါ မပူပါနဲ့ရေတစ်ခွက်လောက်ဆရာကိုခက်ခဲ့ပြီပါ ဟုတ်ကဲ့ဆရာ မမဘာဖြစ်တာလဲမမ
မတတိယလာပြီမမတတိယလာနိုင်ရင်ငါဘာဖြစ်တာလဲငါဘာဖြစ်သွားလဲဒီဦးရောဘာလို့လဲတော့ဘာလို့လဲအော် ဆရာရေရပြီဆရာအေးကဲကောင်းသွားပါပြီကဲဒီမှာရေလေးတောက်လိုက်အောင်နော်ကဲတောက်လိုက်ကဲဟုတ်ပြီကောင်းသွားပြီ အော်မမအဲ့ဒါလေမမကိုဆေးလာဖို့ပေးရဆရာလားဆေးဆရာဟုတ်လား ကဲဒီကညီမကြီးကနောက်ဆုံးတိခဲ့တဲ့အဖြစ်လေးတွေကိုဆရာကိုပြောပြပါဦး တညက်နေတော့ကတော့အဲ့လေကွင်းဆက်နာကောက်ရိုးတွေကိုမီးရှို့ရင်းနဲ့တဲတလုံးကိုမီးပူဆက်လောင်သွားတယ်အဲ့တဲတွေကထမရင်ရှားရင်းနဲ့မိန်းမကြီး၃ယောက်ကထွက်လာပြီးတော့ကျမဝိုင်းဆဲဆိုနေတာကိုကျမခံခဲ့ရတယ်အဲ့ဒါကိုကျမမှတ်မိတယ် ဩဒီကညီမကြီးကပညာတဲ့အမျိုးသမီးတွေနဲ့စုံလက်ခဲ့တာကိုကဲဘာမှမကူနဲ့တော့ဒီပညာတဲ့အမျိုးသမီးတွေကိုဆရာရဲ့အစွမ်းနဲ့နေလွတ်လိုက်ပါပြီကွယ်စိတ်အေးလက်အေးတာနေလိုက်ပါတော့ကျေးဇူးတင်လိုက်ကြဆရာကြီးကျွန်တော်တို့ကဆရာကိုဘယ်လိုညံပူစောကတော့မလိုပါဘူးဗျာကျုပ်ကကုသိုလ်ဒါနအဖြစ်ကုသပေးလိုက်တာပါဗျာဒါဒီမလိုပါဘူးကျုပ်ပြောချင်တာကတော့အားလုံးကကံတရားအတိုင်းပဲကံတရားကိုပဲနှလုံးသွင်းကြပါဗျာမဟုတ်လားလူဘဝထဲမှာကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဒီဘဝမှာဝိကျွေးတွေပေးဆက်နေရတယ်ဆိုတာအတိတ်ဘဝကအကြောင်းမလားခဲ့လို့ဒီဘဝမှာဝိကျွေးတွေပေးဆက်ခဲ့တာလားအတိတ်ဘဝမှာခင်ဗျားတို့ဒီကျုပ်တို့ဒီဘာတွေလုပ်ခဲ့တယ်ဆိုတာဘူးမှမသိနိုင်ဒီဘဝမှာကျုပ်တို့ကလူမျိုးဖြစ်နေတာဝိကျွေးတွေပေးဆက်နေရတာလေအဲ့တော့ကံရဲ့ကျူပေါ့ဗျာကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်အဲ့တော့ကျုပ်လည်းသွားစရာကြီးရှိပဲဗျာအဲ့တော့ကျုပ်ခွင့်ပြုပါကဲကလေးမလေးအတွက်အတက်လုံးဝကြည့်ပြီးပြောက်ပြီးတော့အားလုံးဆက်ဆက်ရအစီအစဉ်ရအောင်ဒီပန်းလေးကိုမရမတင်လိုက်ဒါလေးကိုဆောင်းလာပါ5 4 3 2 1 action ဟုတ်တယ် ပေါ့မကြည့်ရဘူး လက်ပေါ်တင်ပေးလိုက်ကြောက်လို့ပေါ်တင်တော့ပါအောင်နောက်မှာထား နောက်မှကြားထည့်လိုက် ဟုတ်ပြီဆေးရိုက်ထားလိုက်တယ်ဆေးရိုက်ထားပြီโอเคကဲ လာပြီးခံရမှာလားခံမယ်အလှင်တလို့ကြောက်လာပုံထောက်ရင်